ဒါမိုဟင်းကတဲ့နော်မိုဟင်းကကျွန်တော်တို့ဒါဆိုလို့ရှိရင်ဒါအညာမိုဟင်းကပေါ်တယ်ဟင်းရတော့ဒါအုံနုနဲ့ပေါ့နော်အုံနုနဲ့လုပ်တယ်ဒီမှာဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒါပဲကြော်ဖတ်တွေပေါ့နော်ပဲကြော်ဖတ်တွေကျွန်တော်တို့ကဒီမိုဟင်းကားထဲမှာဆိုရင်ကျွန်တော်တို့ဒါပြူးပြေးပြီးလိုက်ရှာရတာပေါ့လေနော်ပဲကြော်ဖတ်တွေဆိုလို့ရှိရင်တော့ဒါမိုဟင်းရတော့ဗျပြင်းနှစ်ပြီးတော့အုံနုနဲ့ချက်ထားတာပေါ့နော်အုံနုနဲ့ချက်ထားတာအဲ့ဒါကိုကျွန်တော်တို့ကဘာလို့မလဲဆိုရင်မုတ်ဖက်နေရောလဲတော့ဒီလိုဖြစ်သွားတယ်ဗျာဒါပေမဲ့တန်နေပြတိလာဒီမုံဟင်းကတပွဲမှာ1000ပဲပြည့်ရဟင်းလည်းအများကြီးရတယ်နော်ကြိုက်တဲ့လူတွေကတော့ကောင်းတော့ဗျာနော်ဒါကျွန်တော်တို့ဒီမှာတော့ breakfast အနေနဲ့မနေ့စားရတာပေါ့နော်မိုက်နော်ဒါဆိုလို့ရှိရင်စက်တုံတော့နည်းနည်းရှားဖို့ရတယ်ဗျာစက်တုံရှားတဲ့အခါကျတော့ကျွန်တော်တို့ကဒါစက်တုံရှားပါအနေနဲ့သုံးရတာပေါ့နော်ဒီမှာအယူကြီးရတယ်မကြည့်လိုက်နော်ဘုံလူလေးနဲ့တောက်ချင်ပြလေးပါနော်မွေးငါစားကြပါဦး